မန္တလေးက တောင်းမျောနေတာ တောက်မျောနေဘာလို့မျောနေ အဆန်ချီတော့ ပတ်စံမကြီးတော့အင်းဘောဒါလည်း2လလောက်မလာလိုက်တာဆိုတော့သမင်မုတ်တီရောရှိသေးလား မုံနဲ့လုံးလုံးကိုမရှိတော့ဘူး ဩမုတ်တီလည်းမရှိတော့ပတ်စံလည်းမရှိတော့ အဆန်လည်းမရှိတော့ ဩ ဘာမှလည်းမသားအဲသူမရမနေ့ကတခါညနေတခါလာပို့တယ် ဟုတ်ပြီ သူတို့ချီကမုံနေပါလေဝယ်စားတယ် ဩဟုတ်ပြီခုဘဘတက်ကိုလေဒီမှာမုတ်တီအများကြီးပါခဲ့တယ်ဒီလားဒီမှာမုတ်တီလည်းအများကြီးပါခဲ့တယ်နော်မုတ်တီလည်းအများကြီးပါရနော်ဒါပတ်စံနေလည်းလှူခဲ့မယ်နော်ဘဘဟိုတဲ့နေကောင်းအောင်လို့တဲ့ဆေးတွေပါကြီးကုအောင်လို့တဲ့ပတ်စံနေလှူခိုင်းလိုက်တာဒီလားကွယ်လွန်သူတဲ့မိခင်ကြီးဒေါ်ကျင်အေး6လပြည့်9လပြည့်ကုသိုလ်လုပ်ထားတာဗောနော်သူအရင်လကလည်းလှူထားတာဒါကမလာနိုင်လို့နော်ဒါအဲ့လေးပေါင်းလှူပေးခဲ့တယ်နော် အဲ့လေ ဘဘကိုလှူထားတဲ့သူတောက်တဲ့တူရှိသေးတယ်တဲ့နော်ဥပြည်ကျော်ဟန်တဲ့မစ်စစ်ဂျနက်ကလည်းတသိန်းနဲ့ပါဝင်လှူဒန်းထားတယ်နော်အဲ့ဒီအကုန်လုံးဘဘကိုအကုန်လှူခဲ့ပေးမယ်နော်ဘဘတရားရှိဘာမှမပူတော့နဲ့နော်ဘဘတက်ပတ်စံနေတဲ့လုံလုံးတော့ထက်လှူပေးမယ်နော်မုတ်တီလည်းအများကြီးလှူခဲ့မယ်နော် မလာတာ ဒါတရားရှိလာတော့မှလीနော်ဒါတင်တန်းလည်းပြီးသွားပြီဆိုတော့လာတော့မှနော်ကျမကြီးဂူးဆိုင်နော်အောက်ကိုမစင်းနဲ့နော်